Hello ချစ်ဝေဝေပါဗီဒီနေ့တော့အသားတို့တွေပဲပြားတွေဝယ်ခဲ့တယ်ပေါ့နော်အဓိကတော့သားတို့ပဲပြားတုပ်တုံလုပ်ပါမယ်အသားတို့ကိုရေးဆေးပြီးတော့ဆွနစ်မုတ်စာချုံမုန်းနည်းနည်းလေးနဲ့နည်းနည်းလေးတမောင်နေပြီးအိုးထဲမှာယခုလိုမျိုးကြော်ပြီးလိုက်ပါမယ်အသားတို့တုပ်လို့ပြည့်တဲ့အတွက်စီသိမ့်မလို့ပါအောင်နော်ပြီးရင်တော့ပဲပြားတွေကိုချုံမုတ်စာလေးနဲ့ရေလေးနည်းနည်းဖြော်ပြီးတော့ပဲပြားကိုတုံးလိုက်ပဲအခုလိုလေးပေါ့နော်အရသာသွင်းပါမယ်ပြီးမှသာတုံးလေးတွေလီးမယ်ပေါ့နော်အဲ့ဒါမှမကြည့်မှာပါပြီးရင်တော့စီနည်းနည်းထည့်ပြီးပဲပြားကြော်ပါမယ်ဒိုးအချင်းကြီးကောင်းကောင်းရဖို့ကြွကြွပြူချင်းငရုတ်တီးစိမ့်ကြိတ်မယ်အချင်းရည်ကိုအခုလိုမျိုးမိဖို့ပေါ်မှာတင်ပြီးတော့မကြီးရည်စစ်ပြီးကြိုပါမယ်အချင်းရတာကဲဖို့အတွက်မကြီးရည်များများထည့်ပြီးကြိုမယ်ပေါ့နော်ပြီးရင်တော့ငန်းပြားကြီးထည့်မယ်စားထည့်မယ်ချိုမုတ်ထည့်ပါမယ်ကြိတ်ထားတဲ့ငရုတ်တီးချင်းကြွကြွပြူနန်းပင်တွေကိုလည်းထည့်လိုက်ပါမယ်ဒါဆိုလို့ရှိရင်တော့သားတို့တို့ချင်းရည်အရန်ကောင်းတဲ့ဟာရပါပြီဘီဘီကတော့လမ်းထဲကကလေးတွေနဲ့အင်အားသူတွေကိုလိုက်ကြွေးလိုက်ပါအောင်မယ်သားတို့လာရောက်တာအားပေးရောပဲပြားတို့သားတို့အားပေးရောသွားမကောင်းမစားလကားမြည်ကြီးတော့ဘေးပြန်ပြေးဘန်းပြီးတော့အလကားလည်းမမြည်နဲ့လားအဲ့တော့ဘေးလေတချောင်းရှိရစားတယ်မကြိုက်ဘူးမြည်ကြီးမယ်အဲ့လိုမြည်လို့ရတော့လားဈေးတဲ့စီကနေမဝယ်ပဲနဲ့ဈေးတဲ့စီကနေအဲ့လိုမြည်လို့ရတော့လားဟမ်မပြူရေလာကြည့်လေကောင်းလားโอ้เสียไปดูว่าใส่เส้นมั้ยเนาะကောင်းလားမပါလို့ရတယ်ရော့ကဲဘာသာနဲ့ပေးရစားမဟမ်တို့ကလည်းပေးပြရော့ရှယ်ပဲဆက်စားစောင်းလေနည်းနည်းဘာလို့လဲနှစ်ချောင်းနေလဲစားနေဝအောင်စားနေရအဓိကနေအဓိကကြည့်ရကောင်းလားသားတို့ဝယ်ကြဟုတ်လားသားတို့ပူတယ်သားတို့ပါဟုတ်လားရတူတိုင်းကြီးပြလိုက်ရတာနေဟာတမီးအဆက်စားလားဟမ်စားနိုင်တယ်သွားမပြရမတော့နှုတ်ပြပါဟဲ့မဟုတ်အိမ်သေးကွာပေးပြစားမလားတမီးရေချိုးနာလားခလေးကိုမရိုင်းနဲ့နော်သူဖြတ်လိုက်လို့ရတယ်သူဖြတ်လိုက်လို့ရတယ်အောက်ပိုင်းဖြတ်လိုက်လို့ရတယ်စားတိုင်းမှာမောင်လေးရှိကြလားမရှိတော့ဘူးရင်းရတန်းတို့သွားကြည့်ရအောင်